McDonald's ဆိုတာကမ္ဘာပေါ်မှာအကြော်ကြားဆုံး fast food ဆိုင်တစ်ဆိုင်ပါကျမ်းမာရေးနဲ့တိတ်မညီညွတ်ဘူးဆိုပေမဲ့24နာရီဖွင့်တဲ့အတွက်အရန်အဆင်ပြေတဲ့နေရာတစ်ခုပေါ့ဒါပေမဲ့ဗျာဒီလိုပျော်စရာကောင်းပြီးလူစီကားတဲ့နေရာမျိုးမှာတော့မင်းမရနိုင်လောက်အောင်ခြောက်ချားစရာကောင်းတဲ့အဖြစ်အပျက်တွေဖြစ်ပျက်နိုင်ပါတယ်ကျွန်တော်ဘဝမှာကြုံခဲ့ရတဲ့ဘယ်တော့မှမေ့လို့မရနိုင်တဲ့တဲထိတ်ရန်ဖို့ကြောက်မက်ဖွယ်အဖြစ်အပျက်တစ်ခုအကြောင်းပြောပြချင်ပါတယ်လွန်ခဲ့တဲ့3ရက်ကျွန်တော်အသက်18နှစ်တုန်းကပေါ့ကျောင်းလက်ခပေးဖို့ငွေလိုနေတာနဲ့ McDonald's မှာအလုပ်ဝင်လုပ်ခဲ့တယ်တထေးသဘောကျအောင်နေဆိုင်ညဆိုင်မရွေးခိုင်းသမျှအကုန်လုပ်ခဲ့တာပေါ့ဗျာ3လလောက်ကြာတော့အလုပ်နဲ့အသားကျသွားပြီဆိုပြီးတထေးကကျွန်တော်ကိုညဆိုင်စာဆင်းခိုင်းတယ်ညဘက်ဆိုလူရှင်းတယ်အေးဆေးဘက်ဆိုပြီးသူကပြောတာကိုကျွန်တော်ကလည်းအဆင်ပြေပါတယ်ဆိုပြီးလက်ခံလိုက်တယ်စနေနေ့ည12နာရီကနေမနက်9နာရီအထိပေါ့အလုပ်ရောက်တော့မန်နေဂျာကကျန်းတိုင်ခုံလေးတန်ရှင်း sauce plain တွေဖြစ်လုတ်စရာတွေအများကြီးမှာပြီးပြန်သွားတယ်ဆိုင်ကတော့ tip စိတ်နေလာပဲကျွန်တော်လည်းအလုပ်တွေများနေတော့အချင်းကုန်တာတတိမထားနေဘူးရုတ်တရက်နာလီကြည့်လိုက်တော့မနက်2နာရီထိုးနေပြီထူးဆန်းတာကအဲ့ဒီအချိန်ထိဆိုင်ထဲကိုဝယ်သူတယောက်မှဝင်လာဘူးဗျာဒါပေမဲ့ကျွန်တော်ကတော့အေးဆေးပါပဲမနေ့ကျရင် manager စီ report တင်ရမှာဆိုတော့ကိုယ့်အလုပ်ကိုမြန်ပြီးအောင်လုပ်နေလိုက်တယ်စပွဲပေါ်မှာ coffee ခွက်တွေစီးနေတော့ရုတ်တရက်ကြီးတယောက်ကကိုယ့်ကိုစိုက်ကြည့်နေတယ်လို့ခံစားလိုက်ရတယ်ခံစားချက်ကြီးကတမျိုးကြီးဗျာဒါပေမဲ့ညစ်နဲ့မှအလုပ်မလုပ်ဘူးလို့စိတ်ထင်တာပါလေဆိုပြီးဖြည့်တွေးလိုက်တယ်အဲ့ဒီအချိန်မှာပဲမျက်လုံးကစိုက်ပြတင်းပေါက်ဘက်ကိုရောက်သွားတယ်ပြတင်းပေါက်အပြင်ဘက်မှာအမဲရောင်တဲ့အရိပ်တစ်ခုလူတယောက်ရက်နေတယ်လို့မျိုးဗျာကျွန်တော်ကိုစိုက်ကြည့်နေတာဒီအချိန်ကြီးဘသူကလာရက်နေမှာလဲစိတ်ထင်တာနေမှာပါဆိုပြီးအလုတ်ဆက်လုပ်နေလိုက်တယ်ခဏနေတော့ပြတင်းပေါက်ဘက်ကိုထက်ကြည့်ပြန်ရောခုနကအမဲရောင်တဲ့အရိပ်ကြီးကစိုက်တဲ့ပိုနီးလာတယ်လို့ပဲကျွန်တော်လည်းပင်ပန်းလို့မျက်စိမားတာပါဘာမှမဟုတ်ပါဘူးဆိုပြီးကိုပြန်အားပြီးနေရတယ်အကင်ဘက်ကိုဆက်မကြည့်တော့ပဲခုံရှင်းတဲ့အလုပ်ကိုပဲအာယုံစိုက်ထားလိုက်တယ်အဲ့ဒီအချိန်မှာပဲအသံတန်ကြားလိုက်ရတယ်ဗျာငါမင်းကိုမြင်နေရတယ်ငါမင်းကိုမြင်နေရတယ်တဲ့ကျွန်တော်လန့်ဖြတ်ပြီးပြတင်းပေါက်ဘက်ကိုလှမ်းကြည့်လိုက်တော့ဖယားရဲ့သွေးလိုရဲနေတဲ့မြိတ်စားကောက်တကောင်ပြတင်းပေါက်ကိုတဒုံဒုံထုနေတာဗျာကျွန်တော်တစ်စက္ကန့်တော့ဆက်မနေရတော့ဘူးစိုင်းတကားမှာ close ဆိုတဲ့စိုင်းဘုတ်ကိုချိတ်ကားပေါ်တက်ပြီးအသက်လုပြီးမောင်းပြေးခဲ့ရတယ်ကြောက်လုံးလို့တုံနေတာပဲမန်နေဂျာစီဖုန်းဆက်ပြီးနေမကောင်းလို့ပြန်လာလိုက်တယ်ဆိုပဲပြောလိုက်တယ်အမှန်တိုင်းပြောရင်ယုံမှမဟုတ်တာကိုအိမ်ရောက်တော့မှပဲစိတ်အေးရတော့တယ်အဲ့ဒီညကနေဆုံးဖြတ်လိုက်တယ်နောက်ဆိုအလုပ်ထွက်ရရင်ထွက်ရပါစေဘယ်တော့မှညဆိုင်မစိမ့်တော့ဘူးလို့ပေါ့ဗျာနောက်ထပ်ဒီလိုစိတ်ဝင်စားစရာဗီဒီယိုလေးတွေကြည့်ချင်တယ် subscribe နဲ့ notification လေးဖွင့်ထားဖို့မမေ့ပါနဲ့ခင်ဗျာကြည့်ရှုပေးတာကျေးဇူးတင်ပါတယ်